အားလုံးပဲမင်္ဂလာပါဟဲဟဲဟဲဒီနေ့ကကျွန်တော်တို့ပစုံချားပစုံကိုကျွန်တော်တို့အနှစ်လေးနဲ့ချက်ပါမယ်တော့အရှိန်ပြိုက်တော့နော်တူတူလေးပဲရိုက်တော့ကြည့်လားကျွန်တော်ကြည့်ပါဒါပစုံကျွန်တော်တို့တော့ပါပြီဒါချားပစုံပါနော်ကျွန်တော်တို့မနေ့ကတော့ဦးကျန်းကနေပြီးတော့16ကောင်18000ပြရတယ်ကျန်မတန်းတော့မသိပါဘူးကျွန်တော်ချားပစုံစတော့ပါလေโอเคဟိုဆရာမကြီးကပြောပါတယ်မဖြစ်မနေလောကြမပြောပါဘူးလေဒါကျွန်တော်တို့ကတော့တော်ပြီးချက်နေပြီးချက်ပါပါတယ်သိတယ်ပါလေဟုတ်တယ်ကျွန်တော်ချက်နေနေပြောတော့ပါမယ်မပဲလေးကြော်ပါတယ်1 2 3ချက်ဒါတော့ဆောင်းတော့ပြစ်ထည့်ရတယ်တက်တာပေါ့ဗျာတော်တော်ဒီလိုလေးခိုင်းစီတက်နော်ဒီလိုအကြောင်းဖြစ်ပြီဆိုလို့ရှိရင်ဒီချက်အတဲကျေဒီလေးလေးသွားတယ်တော့ဆက်ရတယ်ဒီလိုတော့ဟုတ်တယ်အဲ့တော့ဘုံထည့်ပြီးတော့မတရားဒီလိုပစုံလေးကိုရတာပေါ်တော့ခဏထားပြီးစားလို့ရတယ်။ဟေး။အဲ့တော့ဟစ်ခတ်နေတာပါ။ဟစ်ခတ်နေလေပြောပါလား။你话你快点，哦，我摔吧没？啊，不叫吗？咖喱酒一块钱。